အားလုံးပဲမင်္ဂလာပါရှင်အခု blog လေးကတော့မေလ15ရက်နေ့မှာတနိုင်ငံလုံးမှာရှိတဲ့ရုံနာမှာရုံတင်ပြသသွားမယ် live ပေါက်ရုပ်ရှင်ဇာတ်ကားကြီးရဲ့အထူးပွဲခမ်းနားပဲဖြစ်ပါတယ်ဒီပွဲကိုစီတက်ရောက်ခဲ့ရပဲဖြစ်ပါတယ်ဒီပွဲမှာဆိုရင်တော့ရုပ်ရှင်ကားထဲမှာပါဝင်တရုပ်ဆောင်ထားကြတဲ့အမှုပညာရှင်တွေအားလုံးကနေပြီးတော့ရုပ်ရှင်ကာရိုက်ကူးချိန်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများကိုလည်းရင်ခုန်ဆောင်နဲ့ပြန်လည်ပြသနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒါလေးပြီးလို့ရှိရင်တော့စပီရိုကိုဒါအထူးပွဲအနေနဲ့ပြသသွားမှာဖြစ်ပါတယ်ဒီကားကိုစပီ review လည်းတစ်ခါတည်းပေးရင်လည်းဒီကားအကြောင်းလေးလည်းနည်းနည်းလေးပြသွားမှာဖြစ်ပါတယ်ရှင်အခုတော့ရုပ်ပညာရှင်တွေပြောတဲ့စကားသံတွေကနားထောင်လိုက်ပါအောင်ရှင်ကိုကြတာလည်းကျေးဇူးတင်ပါတယ်။မောင်လေးရာဇဝင်ကိုအမဦးတက်တယ်။ပေါင်းပြောတာနားလဲ။သူကစကားပြောတာအရင်ပြန်လို့ပါသူနဲ့လည်းဒါပထမဆုံးစုံတာဖြစ်တဲ့အတွက်ကြောင့်နော်။တို့ကြီးတို့ညီမရွာထဲဝင်လာနေပြီဟဲ့။ငါတို့စီကပတ်စံချီပြီးပြန်မဆက်တဲ့နင်တို့တွေဒီကားလေးရဲ့ review ကိုပြောပြပေးပါဆိုရင်တော့ဒီကားလေးကကျေးလက်တော်ရွာလေးတစ်ခုမှာရိုက်ကူးထားတဲ့ file လေးကိုရပါတယ်ဆိုလိုတာကတော့ဒီကားထဲမှာပါဝင်တဲ့တရုပ်ဆောင်မင်းသမီး3ယောက်လုံးอ่ะဆိုရင်ဒီကျေးလက်တော်ရွာလေးမှာနေထိုင်တဲ့အမျိုးသမီး3ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူများတွေလို့နုနုညံ့ညံ့မိန်းမသား3ယောက်တော့လုံးဝမဟုတ်ပါဘူးရှင်လုံးဝထက်မြက်ပြီးတော့ယောက်ျားလေးတစ်ပိုင်းစီးပွားရေးကိုတောင်းတီမောင်းတီလုပ်နိုင်တဲ့အမျိုးသမီး3ယောက်ပေါ့ရှင်အဲ့3ယောက်ကနေပြီးတော့မြို့ကနေပြီးတော့ပြန်လာတဲ့ဒီဂျပန်ပြန်2ယောက်ရဲ့ဒီတောရလေးမှာရှိတဲ့ကောင်းမြတ်ဆန်ပေါ့နော်သူတို့ ਨੇ ဒါဇလန်လေးဘယ်လိုတွေဖြစ်ကြမလဲဆိုတော့ကြည့်ရမှာဖြစ်ပါတယ်ဒါပထမဆုံးတွေ့ရမယ်ကျေးလက်ဒေသမှာကစားတဲ့ကစားနည်းလေးတွေပေါ့ရှင်အဲ့ဒါတွေကိုထည့်သွင်းပြီးတော့ရိုက်ပြထားရဖြစ်ပါတယ်ဒီအခန်းလေးတွေအားလုံးကလည်းဝလုံးခွဲရည်ရမယ့်အခန်းလေးတွေပဲဖြစ်ပါတယ်ကောင်းမြတ်ဆန်ရဲ့တရုပ်ဆောင်ကောင်းမှုတွေကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ရှင်ဂျပန်ကနေပြန်လာတဲ့ဗန်ပိုင်တို့ကရောဘယ်လိုမျိုးလုပ်ငန်းတွေနဲ့ရွာထဲမှာစီးပွားရှာမလဲဆက်လက်ပြီးတော့ကြည့်ပါအောင်စီးပွားဆိုင်နဲ့ဘယ်လိုတွေတိုင်ပတ်ကြမလဲပေါ့ရှင်တကယ်ကိုကြီးရတဲ့ဟာတာကားလေးစစ်စစ်လေးဟာတာကားစစ်စစ်လေးတကားဖြစ်ပါတယ်ဒီကားထဲမှာအထူးပြောချင်တာကတော့မတ်ချောပေါ့နော်မတ်ချောကိုပုံမှန်မြင်နေကြကဖြူဖွေးတန့်ပြန့်ပြီးတော့တကယ်ကိုအရန်လာတဲ့မိမသားပုံစံမျိုးတွေ့ရတာများတယ်ပေါ့နော်အဲ့တော့ဒီကားမှာဆိုရင်တော့မချောကအခုလိုမျိုးပဲစပင်တူလေးနဲ့လုံးဝမြင်နေကြပုံစံမဟုတ်တဲ့ပုံစံလေးနဲ့မြင်ရမှာဖြစ်ပါတယ်ဒီကားမှာအရန်တွက်တဲ့ကျုပ်ဆောင်ပြောပါဆိုရင်တော့ချူလီပေါ့နော်သူကဒီကားလေးကသူ့ရဲ့ idea ကိုဇညွန်ရေးသားပြီးတော့ရိုက်ကူးထားတယ်လို့လည်းသိရတယ်အဲ့တော့ချူလီရဲ့ဘယ်လိုကျုပ်ဆောင်တွက်လေးတွေကိုကြည့်ရမလဲဒီကားလေးမှာမြင်ရမှာဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့တူတူပေါ့နော်ချစ်စနုနဲ့ခေါ်တဲ့တူတူအဆောင်ရည်မေရောသူကရောဒီကားထဲမှာဘယ်လိုမျိုးခေါင်းမျက်စံကိုအနိုင်နေယူနေမလဲဆိုတာတော့ဆက်လက်ပြီးကြည့်ပါအောင်ရှင်အဲ့တော့ဒီကားလေးယုံတင်ပြသလို့ရှိရင်လည်းတားရောက်ကြည့်ရှုဖို့အတွက်လည်းတိုက်တွန်းချင်ပါတယ်မေလ15ရက်နေ့မှာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ရုံများမှာပြသတော့မှာပဲဖြစ်ပါတယ်ရှင်မှုကဘယ်သူတော့ကျမပါအဲ့3ယောက်နဲ့ဘယ်ကောင်နဲ့ဖြစ်နေရလဲပြော3ယောက်စလုံးကတော့တယောက်တစ်မျိုးစီကောင်းကြပါကဲမင်းသား3ယောက်မင်းသမီး3လက်အရန်မိုက်တဲ့ဇာတ်ကားလေးဟာတာကားလေးပါရှင်ဟာတာကားစစ်စစ်ကိုကြည့်ကျင်တဲ့သူများအားလုံးတားရောက်ပြီးတော့ကြည့်ရှုပြီးတော့ဘဝမောတွေဖြေဖြောက်ပြီးတော့ယုံထဲမှာတဝါဝါတဟာဟာရဲနိုင်ပါစေစုပြက်ဘလော့လေးကိုကြည့်ရှုပေးရတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်အခုလိုမျိုးပဲ movie review တွေရောmusic နဲ့ပတ်သက်တဲ့ review တွေရောစုပြက်ကနေပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက်စုပြက်ရဲ့အကောင့်လေးကိုလည်း like and follow share လုပ်ပေးတော့ဖို့အတွက်ဒီနေ့ကနေပြီးတော့တောင်းဆိုရတဲ့ YouTube ကိုလည်း subscribe လေးလာလုပ်ပေးပါအောင်ရှင်အဲ့တော့ Spiro နောက်ထပ် blog တွေမှာထပ်မံပြီးတော့ဆုံတွေ့ပါမယ်ဒါကတော့ကိုကြီးလွမ်းပိုင်မှာဒီကားထဲမှာသူကလည်းဂျပန်ပြန်ကြီးဆိုတော့တအားကိုရည်နေရတဲ့ဂျပန်ပြန်ကြီးပေါ့ရှင်အဲ့တော့ဒါကတော့အင်မတန်ချောမောလှပတဲ့စုပြပါရှင်ယူရီရဲ့ presenter မှာလေးပေါ့ရှင်ကျေးဇူးတင်ပါတယ်တတာထပ်မံပြီးဆုံတွေ့ပါမယ်